ရှင်သန်ခြင်းနဲ့အပြည့်ဒီမျိုးတွေလေးကိုရောက်ရှိလာကြတာဖြစ်ပါတယ်။ဒါကြောင့်ကျောင်းကိုမှန်မှန်မသွားနိုင်တော့မှဘုရားရှင်ရပောင်း40ညပေါင်း40ဒေကံတရားရှင်သန်ခြင်းဆိုတာအသိစိတ်မှလက်စီထဲမှာကြားရောင်တဲ့မြင်ရောင်တဲ့ဖြစ်တော်သခင်ရဲ့ဘဝကိုကျွန်တော်တို့ဝန်ရင်းတောင်းလျှောက်မှာထောက်ရှုလာခြင်းဖြစ်ပါလေအဲ့ဒီဟာဒီအားလုံးဟာဒီနေ့ရဲ့ကျမ်းစာလေးကိုဖတ်ရှုလာတဲ့အခါဒီရဲ့ဒုက္ခစရိယာဒီလောကကိုလာပြီးတော့ကြွမြန်းလာပြီးတော့ဘလို့တတိခံသွားတယ်ဘယ်လိုတရားပေးသွားတယ်ဆိုရက်ကျမ်းစာဖြစ်ပါလေဖြစ်တော်တဲ့ပုံစံလေးပေါ်ပါတယ်ဒီနေ့ကျမ်းစာကိုသတင်းကောင်းကိုနားထောင်ရင်းနဲ့ဇာတ်လမ်းလေးလိုပါပဲအရိမာဖြစ်တော်ရဲ့အဖြစ်လေးကလုံးဝနှိမ့်ချခြင်းလုံးဝဆွတ်လွတ်ခြင်းဒီနေ့ကြည့်လိုက်ရင်အရှုံးသမားပြည့်ရင်ခုနကသမန်တော်ကြီးတွေထားခဲ့တာဒီကဲတရားရုံးမှာရင်ဆိုင်နေတဲ့အချိန်မှာသူ့ဘက်မှာဘုံပေါက်ရှိဘေးကပဲပြည့်ရှိတယ်ပဲပြောတဲ့လူတွေကဝဝရထားတဲ့တရားစီရင်ကိုကြောဖြတ်သွားတယ်ခံသွားတယ်တစ်ဖက်ကစဉ်းစားရင်သူကကဘာကိုတရားစီရင်နဲ့ဘယင်သို့တော့လောကသားတွေကသူကိုတရားစီရင်တဲ့အခါလုံးဝတန်ရှင်းမြတ်တဲ့ဘုရားရှင်ရဲ့သားတော်ကိုလူသားတွေကတရားစီရင်ခြင်းအပြစ်တင်ခြင်းကဲ့ရဲ့ခြင်းရှုတ်ချခြင်းတွေကိုဒီနေ့ကျွန်တော်ကြားလာတာဖြစ်ပါတယ်။ကြည့်လိုက်တော့သခင်ယေရှုတကယ်ဒီဘက်ကလည်းလူသေးဆောင်လာတဲ့ကျေးဇူးတော်ကယ်တင်ခြင်းတွေပေးလာတဲ့တရားတွေဘာမှမယူနိုင်တဲ့မသိပိုက်နိုင်တဲ့အခန်းလေးကိုဆိုကြားရတာဖြစ်ပါလေ။တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ခုနဖြစ်တော်ခံထားသွားတဲ့ဒုက္ခဝေဒနာအပေခံအဲ့ဒါတွေအားလုံးကိုကြည့်လိုက်ရင်ဒီနေ့ကျွန်တော်တို့အားလုံးလူသားများထွတ်ဖြင့်ယုံကြည်သူဘုရားသားသမီးများနေစဉ်နေတိုင်းဘဝမှာကြောဖြတ်ရင်းနဲ့တွေ့ကြုံတဲ့ခံစားတဲ့အဖြစ်ကြီးဖြစ်ပါလေအဲ့ဒါဒီကိုကြားနိုင်တဲ့မိမိတို့ဘဝဘယ်နာလေးလဲဟတ်ဆက်တဲ့အဲ့ဒီအားလုံးဟာဒီနေ့ကျွန်တော်တို့လောကခရီးတဲ့ဝိညာဉ်ခရီးတဲ့ဖြစ်တဲ့သွားတဲ့အခါမှာသူ့ဘဝကိုကြည့်ပြီးတော့အနိုင်ယူသွားရဖို့အင်အားအဖြစ်ယူသွားဖို့ရန်ဘုရားရှင်အသွင်သင်ဟာလောကသားတွေနဲ့မတူခြားနာပြီးတော့ပြောင်းပြန်ပြီးတော့သို့တော့တကယ်ရှိမှတကယ်မှအင်္ဂါနဲ့တရားဖြစ်ကြောင်းကိုကျွန်တော်တို့တွေ့ရှိရတာဖြစ်ပါလေအချစ်ဆုံးသောတပည့်သားများတကယ်ချင်းမှရှိတော့ကဲလောကမှာတစ်ခါကြုံနေမလားအစဉ်ပြေတော့အားလုံးအစဉ်ပြေတယ်တဖြည်းနဲ့လုံးဝဒုက္ခရောက်တဲ့အချိန်မှာဖြစ်တော့မှဖြစ်တယ်တပည့်သားများမရှိဘူးဖြစ်ပြီးတင်းဆောင်ပုံကြတယ်
နောက်ဆုံးသူရဲ့လူသားအဖြစ်တရားခရစ်တော်ရဲ့အဖြစ်ကဘုရားရဲ့တရားမှတည်းလူသားအဖြစ်တရားမှသူလည်းနာခြင်းနဲ့ခံစားရတယ်ပြောတာ။အိုးအဖအပေကြောင့်ကျွန်ုပ်ကိုဆုံးပြတော်မူပါသည်။နောက်ဆုံးအဖပြီးတော်ထံတော်ကဆုံးပေခြင်းတွေ့ဝေဒနာတင်ပြခြင်းဒါကြောင့်ဒါဒီအားလုံးကိုရှိတဲ့အခါအားလုံးဟာကျွန်တော်တို့ကျွဲဝိညာဉ်ကြီးခုံအားများဖြစ်စေတဲ့ဘဝရဲ့ပြဿနာအဖြေကိုပေးတဲ့အခန်းဖြစ်ပါလေအဲ့မှာထူးဆန်းချက်တရားပါလေဘုရားရှင်ဖြစ်နေတဲ့လူသားတို့အားလုံးရဲ့အာနိချက်အဖြစ်များကိုဝန်ဆောင်ပေးတဲ့အခန်းအဲ့ဒီမှာဘာထူးဆန်းသေးလဲဆိုလို့ရှိရင်ဘိတကြီးဟာအဲ့ဒီဘိတကြီးကကာတိုင်းဘောတဟိအော်ကြတယ်အဲ့ဒီလူဒီကအများကြီးကတစ်ချိန်တစ်ခါလုံးကပေါင်မို့ငါးလုံးနဲ့ငါးတစ်ကောင်အဲ့မှာပါတယ်ရှင်ဘုရင်တင်ကောင်းမယ်ဆိုတဲ့အခွင့်အများကြီးပါတယ်အဲ့ဒါကထားလိုက်အောင်ဒီနေ့ကျမ်းစာမှာပတ်သက်ဂျေရုဆလင်မှာကြွဝင်လာပြီးတော့ဒါဝိယနာဟူဆာနာလို့ချီးမွမ်းထောပနာပြုတဲ့လူတွေများကြီးပါပဲအားလုံးပြောင်းလဲသွားတယ်ဒါဟေးပူဆိုးတာကဒေနာလေးနဲ့အဂျင်ဒါဘာဒဘတ်အဲ့ဒီမှာအခုတယောက်တော့ဒီလိုရဲ့ရှင်ဘုရင်နာဇရက်မြို့သားယေရှုကိုလွတ်ချင်သလားဘာဒဘတ်ဆိုသူကိုလွတ်ချင်သလားရွေးချယ်ခိုင်းတဲ့အခါပြည်သူကြီးကဘောင်ရွေးတယ်ဒီခေယေရှုကိုရွေးကြတယ်ဘာဒဘတ်ကိုပဲလွတ်ပေးပါတဲ့ဒီကိုကြီးအဲ့တော့ရွေးလိုက်ခြင်းလူထုအားလုံးဒီနေ့လောကမှာလည်းပဲမိတို့အဖြစ်တွေကတစ်ခါအကောင်းနဲ့အဆိုးပြင်လာတဲ့အခါဒီက Jesus ဒီက Barnabas ခဏလာတယ်အဲ့ဒီမှာအရွေးချယ်ခဏပါတဲ့အခါအဲ့ဒီကျမ်းစာကလည်းထောက်ပြလူဒီအားလုံးဝလို့လက်လျှောက်အော်တဲ့အခါလို့လည်းပြောလို့ရတယ်လူသားတွေတဘာဝကိုလည်းအဲ့မှာကဲဖြတ်လို့ရတယ်သူတို့ဒီနေ့ဘုရားသားသမီးတွေရဲ့နေရာကနေအဲ့ဒီအကူပြန်လည်ပြီးတော့ဆုတ်သွားတဲ့လူကဘယ်လိုလဲဆက်တဲ့ဘာမှလည်းမပါဘူးဘေးနေရာမှာထူးထွေလေးမကြရဘူးဒီနေ့အလောင်းတော်ကိုကားတိုင်ပေါ်ကနေကျွန်တော်ပြုစုပြစေတတိရှိနဲ့ရှင်ဘီထံတောင်းလျှောက်ပြီးတော့ပြုစုလိုက်တဲ့အာရီယံလူသားဇူစေတဲ့ဘာဖတ်တဲ့ဇူစေဘောင်းတော့လူစိန်ကားကြီးသူတော့သူကဘာကိုပိုင်လိုက်တယ်လူကိုလူသားတို့ရဲ့တင်ဖို့စင်ကြွလာတဲ့သခင်ယေရှုရဲ့နောက်ဆုံးအခန်းအရေးကြီးဆုံးတဲ့အခန်းအလောင်းတော်ကိုပြုစုတဲ့အခန်းမှာပေါ်လာတယ်။ကိုယ်တော့ကကောင်းနေဘုံဒီဆိုင်ရတယ်။ဘုရားကကျေးဇူးမလာပြီးဆောင်းပြီးခေးတယ်။အဲ့ဒီအခွင့်အရေးဖြတ်ကျော်လာပြီးခါမှဒီတရားတခါကိုလေအလိုအဆုံးချိန်မှာအဲ့နေရာလေးကိုဒီလေးခံမှန်းပါ
ကြီးရွယ်ပါဘုရားရှင်အကြိုက်ဆုံးသောနေရာတွေကဘယ်နာလေးလဲဆိုရင်အဲ့ဒီကြောင့်ဒီလောကမှာမြတ်ရတ္တဖေဆိုတဲ့ဆုတောင်းတာလေးဦးဆောင်တဲ့ကြီးကြီးမှာတခါတည်းရဒီနေ့ပေါ်လာတဲ့အလောင်းတော်ကိုပြုစုသူအရိအမျိုးသားစိတ်ကောင်းရှိသူနောက်ဂျူဒာခံဂျူဒာတကယ်ကိုအားအကိုရဆုံးလို့ပြောလိုက်ပါတယ်ဗန္ဒာချင်းဆိုတော့သူတော်လေတွားရင်နဲ့ဘုရားစီစဉ်ချမ်းသာကိုစနေပြီးတော့တခိပါမကြမ်းရောင်းစားလိုက်တဲ့အခန်းဖြစ်သွားပါတယ်ဒီနေ့လောကမှာပြီးတော့ဟောဒီဆိုင်တော်ကြီးတို့ရဲ့စီပွားကြီးတို့ရဲ့ဒီနေ့ယူတာရဲ့အခန်းလေးကလည်းသိပေးတယ်အဲ့ဒီပချမ်းမှာအရာကြီးသွားလိုက်ရင်အထူးသဖြင့်ယူတာဆိုတော့တမန်တော်ဆင်းတပါးပေါ့အထူးသဖြင့်ဘုံတို့ဆရာတို့တမန်တော်တွေပေါ့ဝေကူတအားချိုင်လို့တဲ့အဖြစ်မှာဘိုးကျော်တော်ဒီမှာဘုရားရှင်ပါသွားတဲ့အချိန်အဲ့ဒီခံလေးဖြစ်ပါတယ်။နောက်မှတော့ဘလို့မှဖြစ်ရှင်းလို့မရတော့ဘူး။ယူဒာလည်းနောက်တာနဲ့ဝိညာဉ်ပေးတယ်ကွာလို့သွားပြီးရင်ဘုလူကြီးရဲ့ဆိုင်တော်လက်မခံတော့အဲ့ဒီခါသွားဒီခါမှာဖြစ်ပြီးလိုက်တဲ့အကြောင်းဘုရားကျောင်းလေးတော့မှမထိုက်တန်ဘူးဘုရားကျောင်းမှာလည်းမဖြစ်ဘူးဆိုအလကားနဲ့ဖြစ်ပြီးလိုက်တဲ့အခန်းလေးယူဒာအခန်းလိုက်တော့အရာမရောက်တဲ့အခန်းလေးကိုတည်ပြီးတဲ့ကျမ်းပိုင်လေးဖြစ်လာတယ်ဖြစ်တော်လေးဆိုရင်ထိုသူဒီမဝဲပွားလာရင်ကိုယ်တော်ကောင်းတယ်အဲ့ဒီမှာမာရှင်ပေထူကလည်းငါမသိဘူးတော့ဘုရားလာပြီးပြန်ပြီးနေကနာဇရက်မြို့သားယေရှုနဲ့ခဏခဏတွေ့လေဒီကိုမသိဘူးတဲ့ပေထူရှိတော့တကယ်မှကျတော့အဲ့လိုတော့ပြောရတယ်ဗာပြန်ပြောလိုက်တယ်အဲ့ဒါလည်းဖတ်သားဆရာလေးမင်းပုံစံကသူတို့အဖွဲ့ပဲပေထူကဘယ်လိုနေလဲဒီစတိုင်းဒီဝီလီကျွဲချင်းသာပုံအနေထိုင်ကသူတို့ဖွဲ့ပဲလို့ဘိဒကတော့ချက်ချတယ်အဲ့ဒီဖိုင်မှာလို့ဆိုတင်လို့လည်းပဲဒီကက်သလစ်တော်စင်ဘာပဲဖြစ်ဖြစ်ဝါချမ်းဖို့ရှိတယ်ဆိုတဲ့အခန်းဖြစ်ပါတယ်ဒီသူကတော့ကြောက်လို့ချက်ချင်းဖြစ်လာတဲ့အန်တွေကိုရှောင်ရင်းနဲ့မတီးဘူးဆိုနေနေတဲ့နေရာမှာပဲဒီတကတော့ဒီကသူ့ဖွဲ့တဲ့ပုံစံနဲ့တိတာလေအဲ့ဒီဒေထွေပုံစံလေးနဲ့စဉ်းစားကြရမယ်သဘောကျစရာလည်းရှိပါတယ်အဲ့ဒီဖေကိုလည်းအောက်ပြီးပါတခါကူကအားနဲ့ချက်ဟုတ်ပြီးသူ့တော့မပြောင်းနိုင်တဲ့ဒီလိုစိုက်ပရမယ်ဒီကိုဝင်ဒီဆောက်ချင်းဒီဘဝချင်းမှာအလုပ်လုပ်တယ်ဆိုတဲ့အချက်ကလေးဖြစ်ပါတယ်နောက်ပြီးသူ့ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်ပြန်လဲနောက်တန်းရဲ့ကြီးဟိုတနေ့နေ့ဘုရားပြုတော်လို့ဗတ်တီရောက်နေဘုရားကျောင်းကြီးဝင်လာတယ်အဲ့ဒီစင်တူတော်ကိုပေထူးရဲ့စင်တူတော်ကိုအမေကြီးတော့ကြည့်လိုက်ကြထားတယ်အဲ့ဒီစင်တူတော်ကိုမကင်ဂျီလူကဒီဆောက်ခဲ့တဲ့ထူးတော်ရေးဆွဲခဲ့တဲ့အခါဒီရက်ွက်ချမ်းချမ်းကြီးတဲ့မြေကြီးကညောင်းလို့ဘောတော့အဲ့ဒီပဲကြီးကိုပုံပေါ်ပါတယ်ပါဠိပဲတာနာမရပြီးတော့ဝ
Wuyu biro ye ija chao lu siya biro taisa biro dekwe China chibo to bechu na chen sama le lo ba nam ta ya Eri nam taကြောင့်လေတရားရှင်နဲ့ပြန်လဲပြီးတော့ပေါင်းဆက်နိုင်ခြင်းဒါကြောင့်ကောင်းကြီးကိုမတက်ကြည့်မှငါဖြစ်လာအကျွေးသုံးခါပြန်ဆက်တယ်သူလည်းသုံးခါချက်မတုံးခင်တယ်လေချစ်တလားချစ်ပါလေကိုတော့ချစ်တလားချစ်ပါလေကိုတော့အဖြစ်နာမည်မှာတက်လိုက်တယ်ဒီချာကိုတရားလူပြရတယ်ငါတို့လည်းပြောတယ်လို့ပြောမှဆိုလို့ဒေါ်လာရတာစီမောတင်းဒီသူတို့ချက်ငါ့ကိုချစ်တယ်လို့ချစ်ပါ၏တုံးချက်နဲ့ပြောတာဘေးသူတို့ဦးရောက်နေတာငါတို့ကိုကြွေးတယ်ငါတို့ကိုကြောင်းတယ်အဲ့ဒီအခန်းလေးကလည်းနောင်တမျက်ရည်ပြန်လာတဲ့အမြင်ချင်းဖြစ်တယ်ဒီနေ့အင်းတော်မှာဒါပြီးရှိတော့ဒီပေချူရဲ့အခန်းကနေဘုရားပြည့်ရဲ့အခန်းကဆက်လက်ပြီးတော့ယူဒီလေနောက်ပြီးကြတော့ဘာရှိပြန်တယ်ဆိုလို့ရှိရင်ဘုရားရှင်ဟာကောင်းကင်ကနေစေကြောချင်းကနေနေရောပြီးရင်အစင်းတရံပြောင်းလဲပြီးအချိန်မှရောငါရဲ့จิตတာသူ့ကိုနားထောင်ကြအဲ့စကားသူ့ကိုနားထောင်တဲ့ဒီတို့ရဲ့ယုံကြည်ခြင်းတခါတခါမနိုင်ဘူးသို့တော့အားလုံးကိုခြုံကြည့်လိုက်တဲ့အခါဘုရားရှင်จิตတော်ခင်ရဲ့အတော်လေးအဆုံးမဒီနေ့ရဲ့ဒုက္ခစရိယအခန်းကြီးအားလုံးကိုခြုံကြည့်လိုက်ရင်သူကဘယ်ပြချက်ကိုကြည့်ချင်တယ်လဲဘယ်ပြချက်ကိုအတော်လေးပြီးသွားတယ်လဲဒီခံသွားတယ်လဲဒီမောင်းထုတ်ပြီးတော့လမ်းပြမြေပုံပြီးသွားတယ်ဆိုတဲ့ချက်ဒီနေ့မျိုးလူသားပြီးအာရပါရဖြစ်စေချင်တဲ့အခန်းလေးမှာသူကကျမ်းစာမှာရှိတယ်ပေါ့ဘုရားခင်ရဲ့အတွေ့နဲ့မျိုးလူသားရဲ့အတွေ့မတူပါဆိုတဲ့လို့ဒီနေ့ဘုရားရှင်ကကားလိုက်ပေါ်တွေ့လေးစေဖြတ်တန်းဖြတ်လာသမားရဲ့ဆေးဆူတန်လေးပါလေဘုရားဖြစ်တဲ့ဆိုရင်စင်ကြယ်လေးသူများကျတော့ကျင်းတယ်ဒီမိကြတော့ကျင်းတယ်ဘုရားငါတို့ပြအားလုံးကနေဆေးပြီးတော့မဂျဘူးပတိစကားတွေနဲ့ကြိုးသွားကြတယ်အဲ့မှာခံရတယ်အတင်းဖြစ်ဒါလိုက်ခံရလိုက်တဲ့ဒီဖြစ်တဲ့ပြပြစီပြောမှာလို့လေအဲ့ဒါခံရတယ်ဘုရားရဲ့အတော်လေးထက်တော်ပဲပြုတော်နေတယ်အဲ့မှာခါရဒီကျလို့စိတ်ကြကြည့်တဲ့လူပြောနေခရာတီလို့ရှောင်းနေတိုင်းလားဘုရားရှင်ကိုပြစ်စုရှိတာရှိဘူးဒီနေ့ကျလို့လူသားတွေအဲ့အားဖြစ်စေချင်တဲ့စစ်တောင်းခြင်းလေးရှိမှာပဲအဲ့ဒီမှာပေါ်လာတဲ့သူတွေပေချူကြောက်ကြဆန်းဆန်းငါခင်မဲ့ဟုတ်လေရွေးခုတ်ချလိုက်တဲ့ခံအဲ့ဒီခံရပါလားချက်ချင်းဆုံးမလိုက်တယ်တော့ဒါမှလည်းလမ်းစဉ်ပေါ့ဒါကြောင့်ကိုသုံးရင်ဒီကြောင့်နဲ့တည်ပဲဒါဒီမဲ့မတုံးနဲ့အဲ့မှာမပြောနေနဲ့သူတခါလုံးနေပြသွားတဲ့ဘဝရဲ့အတန်ပါလေမိတာခွင့်လို့ရှင်ဒီထူကဘယ်နေမှာဘယ်ချင်းခွင့်ထားလဲကိုတော့ခုနှစ်ချိန်တော့ဇူဒာဘီဘီ37နံပါတ်နဲ့တော့ဘူးအချင်းခုနှစ်ဆက်ခုတည်းခုနှစ်နဲ့မြေဆိုခုနှစ်နဲ့ပြန်ဖြစ်ခုနှစ်ရဲ့အချင်းနဲ့ဆုံးတော့ကနန်းကို
ချက်ပြီးတော့ပြောလိုက်တယ်ဘုရားရှင်ကကုသစေကုသလီအပြောရှင်တယ်နော်တရားတိုင်းလာတော့မှလည်းပြီးတော့သူကိုယ်တိုင်လည်းသူနဲ့မတော်နေဘူးကားတိုင်းမှာစတောင်းသွားတယ်ဟိုသူတို့လုပ်တာကိုသူတို့မသိခွင့်ပြုတော်မူပါအဲ့ဒါရှိဒါကြောင့်ဒီနေ့ခွင့်ပြုခြင်းတရားခြင်းဆိုတာဘာဒီတဲ့အကျွေးဝဆုံးပိုင်ဆိုင်ပစ္စည်းဘုရားသားသမီးကြီးကဖြစ်နေခြင်းဒီသူ့ရဲ့အလိုတော်ဖြစ်တယ်အဝတ်ကြောင့်ဆုံးဖြစ်တယ်တပည့်ကကိုယ်ကလည်းလောကမှာနေနေဆိုတော့အလူလေးရုံးကန်ရမယ့်တရားဖြစ်ဖြစ်သို့တော့ဒီခင်ကလည်းပြသွားပြီဒီနေ့ချမ်းသာအချုပ်ကအဲ့ဒါပဲဒါကြောင့်မလို့ဒီကျတဲ့ဘက်တွင်ဘုရားရှင်ရဲ့အင်္ဂလိပ်ကျွေးမွေးချမ်းသာတော့မိမိတို့ကိုအခွင့်အရေးပေးခဲ့သောဝိပုရှင်ခန္ဓာအတိုင်းတာနဲ့ဒီအသင်းတော်ကကျင်းပနေခြင်းမှာဝါတွင်းရဲ့ပန်းဝင်အခမ်းဖြစ်တဲ့အတွက်ယုံမှာအိမ်မှာတောင်းရမှာလမ်းပေါ်မှာဒီဝိညာဉ်ကိုသိပိုက်သွားပါအဲ့ဒါနဲ့ထိုင်ပါသွားပါလာပါဘုရားရှင်ဒုက္ခဝေဒနာညဝိညာဉ်ရဲ့ခြေဆိုတာအောက်နဲ့လိုက်ယူတဲ့တင်းရဲ့ဘဝလမ်းကြောင်းဟာချင်းခွင်ပြီးပြီးသားပြန်ပြန်ဆန်းဆန်းဘလို့ဒါကြောင့်ဒီပုံလေးကိုဒီနေ့ခံယူရအောင်အားလုံးဟာဘုရားရှင်ရှင်တို့ပေးတဲ့ဒီကဘာမှာတင်တို့ရဲ့ဘဝဝင်ခြင်းမှာဘုဒ္ဓီဘုဒ္ဓချက်တဲ့ဝိလောကနိစာလောကဤလေးဖြစ်ပါတော့လို့သူကဘုရားစကားရှိခဲ့ပါတယ်ဒီအရင်အားလုံးဟာပါတယ်ပြကဒီအနေနဲ့သူရဲ့မိသားသူရဲ့ခွင့်ပြုနိုင်စွမ်းတဲ့ဘုရားရှင်ဘုံတော်ကိုသင်ရှားစေနိုင်တဲ့အကြောင်းတစ်ခုတည်းဖြစ်ပါလေဒါကြောင့်ဒီနေ့ဝေဒနာဘုရားရှင်ရဲ့ဝေဒနာခံထားခြင်းရဲ့သုဒ္ဓရင်းလေးကိုဘဝမှာလုံးသားတဲ့မှာသိပိုက်ပြီးတော့ဒီလောကချုပ်ပြီးတဲ့ဒေဂန်ရဲ့ဖြစ်ရှိကြီးကိုဒီအတော်တွေနဲ့ဖြစ်တန်ကြပါစို့ဆိုတာကိုလည်းအပိစမာလေကဘာကြီးမြမပြီးရှင်းကြောင်းငင်းချမ်းခြင်းကိုလည်းဒီလေးစတောင်းကြပါစို့